Amorim ကို3နှစ်ချိန်ပေးမယ်ဆိုတဲ့ Sergeant Ratcliffe ကိုစိတ်ပြက်နေကြတဲ့ United fan များ Manchester United အသင်းရဲ့ပရိသတ်တွေကတော့အသင်းရဲ့ပူးရဲပိုင်ရှင်ဖြစ်သူ Sergeant Ratcliffe ရဲ့ match တစ်ခုကြောင့်အတော်လေးကိုမှစိတ်ပြက်လက်ပြက်ဖြစ်နေကြပါရီ Sergeant Ratcliffe ကတော့ interview တစ်ခုမှာလက်ရှိအသင်းရဲ့နေပြဖြစ်သူ Ruben Amorim ကိုထောက်ခံကြောင်းပြောဆိုသွားခဲ့တာပါပရိသတ်တွေကတော့ထောက်ခံတာကိုအပြစ်မပြောကြပါဘူး Sergeant Ratcliffe ပေးလိုက်တဲ့ match တွေအပေါ်မှာပောက်ကွဲနေကြတာပါSergeant ကတော့ Amorim အနေနဲ့နေပြကောင်းတယောက်ဆိုတာကိုပြသဖို့အတွက်အချိန်တစ်ခုကိုလိုအပ်တယ်လို့ပြောဆိုသွားခဲ့တာပါဒါကြောင့်မလို့အသင်းရဲ့ဘုတ်ဖွဲ့ဝင်တွေဘက်က Amorim ကို3နှစ်ထိကိုအချိန်ပေးသွားမှာဖြစ်တယ်လို့ပြောဆိုလာခဲ့တာပါဘောလုံးဆိုတာကမီးကလုတ်ဖွင့်တယ်လို့အခုဖွင့်အခုမီးလင်းမဲ့ညာတွင်ချင်းပြောင်းလဲမှုမျိုးတစ်ခုမဟုတ်ဘူးလို့ Sergeant Ratcliffe ကဥပမာပေးပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်Glazer ဘက်က Amorim ကိုထုတ်ပယ်ဖို့တောင်းဆိုလာရင်တော့ဘယ်လိုလုပ်ပေးမလဲဆိုတဲ့မေးမြန်းမှုကိုလည်း Sergeant Ratcliffe ကဒီလိုဘရောမှဖြစ်လာမှာမဟုတ်ဘူးလို့တုံ့ပြန်ပြောဆိုခဲ့ပါတယ်Glazer ကတော့အသင်းရဲ့ share အများစုကိုပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ဘောလုံးနဲ့သက်ဆိုင်တဲ့အခွင့်အာဏာတွေကတော့ Sergeant Ratcliffe ဦးဆောင်တဲ့ Ineos အဖွဲ့အစည်းမှာရှိနေကြတာပါလက်ရှိမှာတော့ Amorim ကိုပဲအချိန်တစ်ခုကြာတဲ့အထိအသင်းမှာမြင်တွေ့သွားရဖို့ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ